အားလုံးပဲမင်္ဂလာပါစမ်းစစ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်ရဲ့ channel လေးကအသစ်ဖြစ်လို့အခုအချိန်ထိကြီးပေးနေကြတဲ့ audience တွေအတွက်ကျွန်တော်နဲ့အလံဝေးမသွားစေဖို့လူတွေသိမသိကြတဲ့ပေါ့ပေါ့ပါပါ movie fact လေးတွေကိုပဲပြောပြမှာဖြစ်ပါတယ်ကျွန်တော်ပြောတာတွေကနည်းနည်းလေးလွဲနေတာမျိုးတွေလည်းရှိနိုင်တယ်အဲ့ဒါကြောင့်မလို့လွဲနေတယ်ဆိုလို့ရှိရင်လည်း comment မှာဝင်ရောက်ပြီးတော့ဆွေးနွေးခဲ့လို့ရပါတယ်အဲ့တော့စလိုက်အောင်နံပါတ်1အနေနဲ့ကတော့2014ခုနှစ်မှာထွက်ရှိခဲ့တဲ့ Interstellar ရုပ်ရှင်ဇာတ်ကားကိုတော့လူတော်တော်များများကြည့်ဘူးမယ်လို့ထင်ပါတယ်။အဲဒီရုပ်ရှင်မှာကော်ပါရိုမိသားစုမနက်စာစားတဲ့ pancake ပေါင်မုန့်နေနဲ့တခြားစားစရာပစ္စည်းအများစုကပြောင်းမှုနဲ့ပဲလုပ်ခဲ့တာဖြစ်ပါတယ်။အကြောင်းကတော့ကဘာကြီးကယိုယွင်းပျက်စီးလာတာကြောင့်ပြောင်းမှုကလွဲပြီးကျန်တာတွေစိုက်ပျိုးလို့မရတော့တာကြောင့်လည်းဖြစ်ပါတယ်။နံပါတ်2အနေနဲ့ကတော့ Interstellar ရုပ်ရှင်ဇာတ်ကားတွေကနောက်ထပ် movie fact တစ်ခုဖြစ်ပါတယ်။အဲဒီရုပ်ရှင်မှာကော်ပါရဲ့တမီ Marsh ကသူ့ရဲ့ဖေးပေးပို့တဲ့ quantum data တွေကိုရရှိဖို့အချိန်အပြင်23နှစ်တောင်ကြာခဲ့တာဖြစ်ပါတယ်။23နှစ်ဆိုတော့စဉ်းစားကြည့်ရင်တော်တော်လေးတော့ကြာရပါဗျာ။နံပါတ်3အနေနဲ့ကတော့အိမ်မိုင်ဇာတ်ကားထဲမှာပါတဲ့ B-Red Baker Anthony Mackie ကိုဒစ်ခဲ့တဲ့ Red စာသားတွေဟာ script ကြိုရေးထားတာမဟုတ်ဘဲနဲ့တကယ်ကြီးလက်တန်း disk ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့ပပတောက်လဲအမနစ်ကိုကြောက်တာကြောင့်နောက်ပိုင်းမှာ Avenger ရဲ့ဝင်သွားခဲ့တယ်လို့သိရပါတယ်။အောင်မရရင်ဘူးမရရင်ဘူးနံပါတ်4အနေနဲ့ကတော့ကျွန်တော်ရဲ့အချစ်တော် Angelina Jolie ဟာသူ့ရဲ့အသက်22နှစ်တုန်းကသူ့ကိုယ်သူပြန်သက်ခိုင်းဖို့အတွက်လူသက်သမားငှားခဲ့တယ်လို့ပြောဥပါတယ်။ဒါပေမဲ့စိတ်ထားကောင်းတဲ့လူသက်သမားကတော့ Angelina Jolie ကို2လလောက်အချိန်ယူပြီးစဉ်းစားဖို့ပဲပြောခဲ့ပါတယ်။နံပါတ်5အနေနဲ့ကတော့ DC မှာပါတဲ့နာမည်ကြီး character Bruce Wayne ဟာအသက်30မှာမှ Batman ဖြစ်လာခဲ့တာဖြစ်ပြီးတော့အဲ့ဒီအချိန်မှာ Batman ရဲ့ကြွယ်ဝချမ်းသာမှုဟာ100 billion တောင်ရှိတာဖြစ်ပါတယ်။ What are your superpowers again? I'm rich. Bruce Wayne ကဘာလို့အဲ့လောက်ချမ်းသာနေလဲဆိုလို့ရှိရင်တော့ Wayne Enterprise ရဲ့စောက်လုပ်ရေးကာကွယ်ရေးစေဝါတွေအပြင်နည်းပညာနဲ့တခြားစီးပွားရေးတွေကနေလည်းပတ်စံအမြောက်များရရှိနေတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဆိုရင်တော့ Crony လို့ခေါ်လို့ရတာပေါ့ဗျာ။နံပါတ်6အနေနဲ့ကတော့2015ခုနှစ်မှာထွက်ရှိခဲ့တဲ့ Mad Max Fury Road ရုပ်ရှင်ဇာတ်ကားကိုသိကြလိမ့်မယ်လို့ထင်ပါတယ်။အဲဒီဇာတ်ကားဟာရိုက်ကူးနေစဉ်မှာ location ခဏခဏပြောင်းတာ script ခဏခဏပြင်ရေးတာနဲ့တဘာဝဘေးအန္တရာယ်တွေကြောင့်ရိုက်ကူးရေးနှောင့်နှေးခဲ့ရပြီးတော့ production ကာလဟာ15နှစ်တောင်ကြာခဲ့တာလည်းဖြစ်ပါတယ်။နံပါတ်9အနေနဲ့ကတော့ Dune ရုပ်ရှင်ဇာတ်ကားထဲမှာပါတဲ့တဲကန်နာရစင်တိုင်းဟာ CGI အသုံးပြုထားတာမဟုတ်ဘဲနဲ့တကယ်ကြီးတဲကန်နာရထဲမှာအကုန်လုံးရိုက်ထားတာဖြစ်ပါတယ်။နံပါတ်10အနေနဲ့ကတော့နိုင်ငံတကာရုပ်ရှင်သုံးသက်သူတွေရဲ့ပြောကြားချက်အရကမ္ဘာပေါ်မှာ realistic အဖြစ်ဆုံးတဲ့ရုပ်တည်အရှိဆုံး zombie series ဟာ The Walking Dead ဖြစ်ပြီးတော့ movie အရဆိုရင်တော့ World War Z ဖြစ်ပါတယ်။ World War Z လို့လည်းခေါ်လို့ရပါဗျာ။နံပါတ်9အနေနဲ့ကတော့ဒါရိုက်တာ Kim Ji-won ရဲ့ပြောစကားအရ I'm saw the devil ရုပ်ရှင်မှာအနိုင်ရတဲ့သူဆိုတာမရှိဘူးလို့လည်းဆိုပါတယ်ကျွန်တော်အနေနဲ့ I'm saw the devil ကိုမကြည့်ဘူးတဲ့လူတွေရှိမယ်ဆိုလို့ရှိရင်သွားကြည့်ကြဖို့ recommend ပေးပါတယ်အဲ့ဒီစကားကတော်တော်လေးကြည့်လို့လည်းကောင်းပါတယ်နံပါတ်10အနေနဲ့ကတော့2000ခုနှစ်မှာထွက်ရှိခဲ့တဲ့ Castaway ရုပ်ရှင်မှာမင်းသားကြီး Tom Hanks ကကျွန်းပေါ်ကိုတောင်တင်နေတဲ့အချိန်မှာပြောင်းလဲသွားတဲ့ခန္ဓာကိုယ်နဲ့ရှည်လာတဲ့မုတ်စိတ်မွေးတွေသပင်မွေးတွေကိုရရှိဖို့ရိုက်ကွေးကာလကတစ်နှစ်တောင်ချားထဲမှာနားခဲ့ရတယ်လို့သိရပါတယ်။ပညာမတတ်တော့လည်းအလိုပဲပြင်ပန်းနေလောက်ရတာပေါ့ဗျာ။ကျွန်တော်ပြေးနေရပြီ။ကျွန်တော်ပြေးနေရပြီ။ကျွန်တော်ပြေးနေရပြီ။ကျွန်တော်တော့မကြည့်။ကျွန်တော်လည်းမပေါ့တလား။ကျွန်တော်ပြေးနေရ။အဲ့တော့ဒီနေ့ကတော့လောက်ပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ channel လေးကအသစ်ဖြစ်တာကြောင့် like and subscribe လေးလုပ်ပြီးတော့အားပေးခဲ့လို့ရပါတယ်။နောက်ထပ်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားတွေဇာတ်လမ်းတွေနဲ့အကြောင်းအရာတွေကိုတင်ဆက်ရင်းပြန်လာခဲ့ပါမယ်။နောက်ထပ်ဗီဒီယိုတွေမှာပဲပြန်တွေ့ပါမယ်။